သာသနာတော်နှစ်2550ဘောဇာတက္ကရာ1990ပြည့်နှစ်ဘုရားလဆန်း6ရက်ရန်ကုန်တိုင်းဗိုလ်တထောင်မြို့နယ်အနိရပ်ကွက်အမတ်တိတိဓမ္မယုံရာဇာတိဝေလမ်းတွေဤသာစုတို့၏ဒုတိယအကြိမ်မြောက်ဆွမ်းအောင်ပွဲအဖြစ်ဖြစ်ရှင်ကျင်းပပြုလုပ်အပ်သည့်ချူဓမ္မသဘင်အခမ်းအနားကိုမကြအပ်သောလွတ်မြောက်တဲ့စိတ်ကြောင့်တရားဒေသနာတော်ဒီကနေ့ညဓမ္မသဘင်အခမ်းအနားကိုဒီဘုရားသခင်ရှင်တော်မြတ်ဘုရား၏မဟာကရုဏာကိုအာရုံပြုပါတိပြုဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအတိတဂါထာကိုယူဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပ္ပကောတိဟိပိယပမေယံကာလံကရွန်တောတိဒုက္ခရာနိခေရံကတောလောကဟိတယာနာထောနမောမဟာကာရုဏိကသတ္တယောနာထောဝိနည်းများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသည်ဖြင့်နာထပညာခြင်းရှင်တော်မြတ်ဗျာသည်တပ္ပကောတိဟိပိဂရေကဘာရေအတွက်သင်္ချာတို့ဖြင့်တော်လဲအပေမြေယရေအတွက်တိုင်းကြာဖော်ပြခြင်းကမစွမ်းနိုင်ပါသောကာလလေးအသင်ခြေသိမ့်နေကဘာရှိကြသောကာလပတ်လုံးလောကဣဒယတတလောကဤအကျိုးစီးပွားအလုံးကအတိဒုက္ခရာနိဥ္စာသက်ချေလက်အင်္ဂါဗိဒ္ဓကြီးမာသမိတာနှင့်တထာဇနီစွန်ကြီးကြီးဟုကျက်တိထဝေ90အစုလုံးခဲရင်တော်မူတော်ကိုကရုဏာဘုရားပြည့်ရန်ဤကံကျုပ်ကိုအထုတော်မူရသည်ဖြစ်၍ခေရလက်ချင်းမျက်လုံးအသက်ဆုံးလည်းရဲ့နှလုံးစေဝံကိုရောဤပြမင်းခြင်းသို့ကတောဘဝတဏှာချိန်မှများစွာရောက်တော်မူပေရရှာသေးသည်မဟာကရုဏိကသတ္တဝါများယင်ဝေသာကဲ့သို့တနာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောကတ္တနာတဝိနည်းများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသည်ဖြင့်နာထပညာထိုရှင်တော်မြတ်ဗျာအားဓမ္မောယုတိပြောင်းပြောမှန်ကိုလျော်၍ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းလွတ်မြောက်တဲ့စိတ်ဘုရားမြတ်စွာသာသနာတော်ရဲ့ပန်းတိုင်ဟာလွတ်မြောက်တဲ့စိတ်ကိုဝိမု ക്ത စိတ်တာလွတ်မြောက်တဲ့စိတ်ရှိတဲ့ပုဂ္ဂိုလ်ဟာဘုရားမြတ်စွာရဲ့သာသနာတော်မှာအဆင့်မြင့်ဆုံးဉာဏ်တာလို့ခေါ်ရတဲ့ပုဂ္ဂိုလ်မျိုးတွေအဲ့ဒီပုဂ္ဂိုလ်မှာဝိမု ക്ത စိတ်တာလွတ်မြောက်တဲ့စိတ်ရှိသူအဲ့တော့လွတ်မြောက်တဲ့စိတ်ရှိဖို့အတွက်ဘုန်းကြီးတို့တွေကျင့်ကြံကြုပ်ကိုအထုပ်ပေးကြတယ်ဒီလိုမှလူတိုင်းကလွတ်လပ်မှုကိုမျက်နှိုးကြတယ်သူတွေလွတ်မြောက်တယ်လို့လွတ်လပ်တယ်လို့ဆိုတဲ့စကားလုံးဟာဒီရကရာထက်မှလည်းအမှန်အပြားပြောကြတယ်ကျုပ်ပုဂ္ဂိုလ်တွေပြောကြတယ်လူကတော့လွတ်လပ်ပဲပါသမီသာရောတယ်လည်းမရှိဘူးအလုံးတိုင်းနဲ့အေးစစ်စစ်ပဲဘာမှပူစရာမရှိဘူးလို့သူကလည်းလွတ်လပ်တယ်လို့ကြွေးကြော်တာပဲလွတ်မြောက်တယ်လို့ကြွေးကြော်တာဟုတ်ကဲ့အချုံအောင်ခံရလို့လွတ်မြောက်လာတဲ့ပုဂ္ဂိုလ်ကလည်းသူလွတ်မြောက်လာတယ်လို့ပြောတာပဲမပြောဘူးလားပြောပါတယ်ရုပ်ခန္ဓာကိုယ်နဲ့ပတ်သက်ပြီးတော့လွတ်မြောက်မှုတွေကိုရင်းနှီးပြီးတချို့ကလည်းပြောကြတယ်ဒီနေရာမှာလွတ်မြောက်တဲ့စိတ်ဆိုတဲ့နေရာအနောက်ကိုအစစ်မြင့်တဲ့လွတ်မြောက်တဲ့စိတ်မျိုးဖြစ်အရကပြောတဲ့လွတ်မြောက်တဲ့စိတ်နဲ့ဘုရားမြတ်စွာဟောလို့တဲ့လွတ်မြောက်တဲ့စိတ်အစစ်တန်းကြီးကြောင့်များစွာဟောတယ်အရကလွတ်မြောက်တယ်ဆိုတဲ့စိတ်လွတ်လပ်တယ်ဆိုတဲ့စိတ်ဘုရားမြတ်စွာရဲ့စာနဲ့နှုတ်နဲ့သတ်မှတ်ပြီးတော့ကြည့်ပဲဆိုရင်လွတ်လပ်တဲ့စိတ်ကိုခေါ်နေလွတ်လပ်တဲ့စိတ်မဟုတ်ဘူးလူတွေပြောကြတယ်မဟုတ်လားဒု
တို့ကတော့စိတ်လွတ်ကိုလွတ်လက်ခဲနဲ့ပြောကြတယ်တကယ်တော့သူကအနှောင်ဖွဲ့နေတယ်ကြီးပဲလွတ်လပ်တာမဟုတ်ဘူးနော်အဲ့တော့ကိုယ်စိတ်လေးဟာအနှောင်ဖွဲ့တွင်မှရှိသလားအနှောင်ဖွဲ့တွေကလွတ်မြောက်နေသလားဆိုတာဘုရားမြတ်စွာရဲ့တရားဓမ္မကိုနာပြီးဒီတရားဓမ္မရဲ့စံနှုန်းနဲ့ကိုက်ကြည့်မှတကယ်လွတ်လပ်မှုဟုတ်မဟုတ်ဆိုတာသိရှိနားလည်နိုင်တယ်အရာပြောသူပြောကပြောနေတဲ့လွတ်လပ်မှုတွေသူပြောကပြောနေတဲ့လွတ်မြောက်မှုတွေဆိုတာအပေါ်ယံကလွတ်မြောက်မှုလေးတွေကြီးပဲတဲ့တကယ်လွတ်မြောက်မှုဆိုတာမရှိပါဘူးအဲ့ဒီလွတ်မြောက်မှုစိတ်ရဲ့လွတ်မြောက်မှုသို့မဟုတ်လွတ်မြောက်တဲ့စိတ်ကိုပါဠိဘာသာမှာစေတောဝိမု ക്ത စေတောဝိမု ക്ത ကိုဘာသာအမျိုးမျိုးပြန်ကြတော့လည်းပဲစေတောဆိုတာစိတ်ဆိုတာဒီနေရာမှာတမာရီကိုရည်ညွှန်းတာလည်းရှိတယ်ပေါ့တမာရီဖြစ်ရင်စိတ်ရဲ့ကိလေသာတွေတော့စိတ်ရဲ့အနှောင်ဘွဲတွေကလွတ်သွားတာကိုစေတောဝိမု ക്ത ဆိုတာလွတ်မြောက်တာဘာအနှောင်ဘွဲမှမရှိအနှောင့်အယှက်လုံးဝမရှိအငြိကြီးလုံးဝမရှိအဲ့ဒီလိုလုံးဝကင်းစင်တဲ့လုံးဝလွတ်မြောက်မှုရှိတဲ့စိတ်မျိုးသာလေစေတောဝိမု ക്ത လို့ပြောလို့ရတယ်နောက်ဆုံးအမြင့်ဆုံးပြောမယ်ဆိုရင်ရတ္တဖို့စိတ်ကလေးဟာစေတောဝိမု ക്ത ပဲလွတ်မြောက်တဲ့စိတ်ကလေးပဲကျန်တဲ့စိတ်တွေဟာလွတ်မြောက်မှုဆိုတာတကယ်ကအားဖြင့်လွတ်မြောက်ခြင်းလွတ်မြောက်နေမယ်လွတ်မြောက်တဲ့စိတ်တို့အပြည့်အဝမခေါ်နိုင်သေးဘူးလို့ဒီလိုပြောရအဲ့တော့တရားချင်းကြီးသူတော်စင်ပြိဿတ်တို့အနေနဲ့တို့တွေဟာလွတ်မြောက်တဲ့စိတ်နဲ့နေပြီလားတို့ရဲ့စိတ်တွေဟာလွတ်မြောက်မှုရှိရလားမရှိသေးဘူးဆိုလို့ရှိရင်တို့ဘာတွေလုံးဝမလဲဆိုတာသိရမှာပေါ့နော်အဲ့ဒါလို့သိမှကိုယ်စိတ်လေးကလွတ်မြောက်တယ်မလွတ်မြောက်ဘူးသိတယ်အများစုကထင်နေကြတာတယောက်တည်းနေရင်လွတ်လပ်တယ်လို့ဒီလိုထင်တယ်အနှောင်ဘွဲတွေနဲ့နေတာတယောက်တည်းနေအနှောင်ဘွဲတွေကအနှောင်ဘွဲမသိအောင်နှောင်ဘွဲထားတယ်ကျော်ပြောတယ်ဒီသာသမီတွေကြီးကုန်ပြီသာသမီတန်ရောစင်လည်းမရှိတော့ဘူးဟောအဲဒီမရှိဘူးလို့ထင်တယ်တန်ရောစင်ကျိုးဆယ်မျိုးဆိုတာအောက်ဆွဲတဲ့အောက်ကျိုးကခြေတော့မှချီပြီးတော့အောက်ဆွဲချတဲ့တန်ရောစင်ကျိုးက5မျိုးလက်ဘင်းကနေချီပြီးတော့အထက်ဆွဲတင်တဲ့တန်ရောစင်ကျိုးက5မျိုးအလုံးတန်ရောစင်ကျိုး10မျိုးလို့အဲဒီတန်ရောစင်ကျိုးတွေနဲ့ရှင်းအောင်ထားသေးတဲ့လွတ်မြောက်တဲ့စိတ်ဘယ်တော့မှမဖြစ်နိုင်ဘူးအဲ့ဒါကိုပါဠိစာပေလို့ပြောမယ်ဆိုလို့ရှိရင်ခြေတော့ကချီပြီးအောက်ဆွဲချတဲ့ကျိုးမျိုးဒါတင်စားပြီးတော့ပြောတာပေါ့နော်တင်စားပြီးတော့ပြောတာလူတယောက်ကိုချစ်ကြည့်လိုက်ခြေတော့မှာကျိုး၅ချောင်းခေါင်းမှာကျိုး၅ချောင်းခြေတော့ကကျိုးကအောက်ဆွဲတယ်လက်ထဲမှာခြေထားတဲ့ကျိုး၅ချောင်းကအပေါ်ဆွဲတယ်အောက်ကျိုးလွတ်သွားရင်အထက်ကျိုးရှိသေးတယ်လွတ်မြောက်အောင်ကြိုးစားဖို့အဲ့ဒီအောက်ကျိုးကိုဘာခေါ်တော့ဆိုရင်ဩရံဘာဂိယတန်ရောစနာဩရံဘာဂိယဆိုတာကာမဘုံနဲ့အတွင်းမှာချီနှောင်ထားတတ်တဲ့တန်ရောစင်ကျိုးအဲ့ဒါဘာလို့ဆိုလို့ရှိရင်ကာမိသန္တာကံကောင်းခံစားခြင်းနဲ့အတွေးစိတ်ဆန္ဒတွေလောဘတွေကံကောင်းခံစားရဆိုတာဘာပြောတာမျက်စိကလှတာလေးကြည့်ပြီးပျော်ရွှင်မှုကိုလိုလားတယ်နားကတာယာတဲ့အတန်လေးကိုနားထောင်ပြီးတော့ပျော်ရွှင်မှုကိုလိုလားတယ်နှာခေါင်းကမွေးကြိုင်တဲ့အနံ့ကလေးနဲ့တာယာမှုကိုလိုလားတယ်လျှာကအရသာရှိတာလေးစားပြီးတော့တာယာမှုကိုလိုလားတာခန္ဓာကိုယ်ကကောင်းတဲ့အထီးတွေလေးထိတွေ့ပြီးတာယာမှုကိုလိုလားနေတယ်တစ်ခါမြင်ပြီးရင်နောက်ထပ်မြင်ခြင်းနဲ့တစ်ခါကြားပြီးရင်နောက်ထပ်ကြားခြင်းနဲ့အဲ့ဒီမြင်ခြင်းကြားခြင်းလမ်းရှုခြင်းလျက်ခြင်းထိတွေ့ခြင်းနဲ့ဆိုရက်ဒီဆန္ဒတွေကိုကာမိဆန္ဒလို့ခေါ်တယ်အဲ့ဒီကာမိဆန္ဒဟာအောက်ကိုဆွဲချတာဖြစ်သောကြောင့်ကာမဘုံထဲမှာနေချီနှောင်ထားတာဖြစ်သောကြောင့်ဩရမဂိယတန်ရောကျိုးတစ်ချောင်းဘုရားတရားချင်းကသူရစေပြိဿတို့ကိုမှဟောဒီကျိုးရှိမရှိကြည့်ဖို့တရားထဲမှာပြောတာတော့သာတန်ရောစဉ်သမိတန်ရောစဉ်ပြောဟုတ်ကဲ့သာတန်ရောစဉ်သမိတန်ရောစဉ်ပစ္စည်းတန်ရောစဉ်ဟောဒီကတန်ရောစဉ်အစစ်က
သားကလည်းတန်ရောစင်မဟုတ်ဘူးသမီးကလည်းတန်ရောစင်မဟုတ်ဘူးပစ္စည်းကလည်းတန်ရောစင်မဟုတ်ဘူးတကယ်တန်ရောစင်အစစ်ကဟောဒီကာမိစန္ဒ sensual pleasure desire for sensual pleasure လို့ခေါ်တယ်ကာမဂုဏ်အာယုန်တွေနဲ့ပြောပါလို့တဲ့စိတ်နဲ့စိတ်ဆန္ဒလောဘတွေရတာတကယ်တန်ရောစင်ဖြတ်ရမှာကဒါတချို့အထင်နဲ့အတန်ရောစင်သမီးတန်ရောစင်တွေဖြတ်လိုက်တယ်သားသမီးတွေမခေါ်မပြောအဝေးပို့လိုက်တယ်ဒါတန်ရောစင်ကဲတဲ့ထင်တယ်ဘယ်ဟုတ်နော်သားသမီးကိုဖြတ်ရမှာမဟုတ်ဖြတ်ရမှာပါတော့တွေ့တာမှုတဏှာကိုဖြတ်ရမှာတလွဲသွားဖြတ်ရင်တစ်ခါရောက်လိုက်ပစ္စည်းဥစ္စာတန်ရောစင်ဖြတ်တယ်ဆိုတော့ပစ္စည်းတွေအကုန်လူပြစ်ခိုင်းတာမဟုတ်ဘူးပစ္စည်းဥစ္စာပေါ်မှာတွေ့တာနေတဲ့တန်ရောစင်ကိုဖြတ်ခိုင်းတာပစ္စည်းရဆိုတာရှိရမှာပေါ့လူဘဝမှာစောင့်နေမပြည့်စုံလို့ရှိရင်ဘယ်လိုလုပ်လို့ရဘဝတစ်ခုယက်တည်ဖို့ရတဲ့ပစ္စည်းဆိုတာရှိရသို့တော့အဲ့ဒီပစ္စည်းပေါ်မှာတတွေ့တာဖြစ်နေတဲ့တန်ရောစင်တဏှာအတွေ့အတာကိုသာဖြတ်ပစ္စည်းကိုဖြတ်ရမှာမဟုတ်ဘူးအဲ့တော့ကာမိစန္ဒဆိုတာတန်ရောစင်ကျိုးတစ်ချောင်းပဲအဲ့ဒီကျိုးတစ်ချောင်းနဲ့ချီနှောင်ခြင်းခံထားရတဲ့စိတ်ကလေးကဘယ်လိုလုပ်ပြီးလွတ်မြောက်တဲ့စိတ်ဖြစ်နိုင်နော်နောက်တစ်ခုကဘာလို့ဆိုဗျာပါဒတန်ရောစင်ဗျာပါဒဆိုတာထက်ကနေရှိစိတ်ထဲမှာအလုံးမကျဖြစ်တယ်ပြင်းထန်လာလို့ရှိရင်လူတွေပြောစိတ်ဆိုးတယ်စိတ်တူတယ်ကိုယ်ကြိုက်တဲ့အာရုံနဲ့တွေ့ရင်စိတ်ထဲမှာမကြည်မနှက်ဖြစ်တယ်မဖြစ်ဘူးလားအဲ့ဒါကလည်းဗျာပါဒတန်ရောစင်လို့ခေါ်တယ်သူလည်းတန်ရောစင်အမုန်းတန်ရောစင်လို့ခေါ်တယ်ဒါကတော့လူတွေကသိတန်ရောစင်လို့မတွေ့ကြဘူးတဏှာကိုတော့တန်ရောစင်လို့နားလေကြဗျာပါဒဆိုတဲ့ဒေါသအမုန်းတရားကိုတော့တန်ရောစင်လို့မထင်ကြဘူးသို့တော့ဒါလည်းပဲတန်ရောစင်ပဲဘုန်းတဲ့စိတ်ကလေးရှိနေသေးတယ်ဗျထိုဘုန်းเสียအာယုံပေါ်မှာခဏခဏတတိယနေအဲ့ဒါကျိုးလေးကချိထားလို့ပဲရှိတဲ့လူတတိယတယ်လို့မုန်းတဲ့လူရောတတိမရဘူးတတိယပါအဲ့ဒါဗျာပါဒတန်ရောစင်လို့ခေါ်တယ်အမုန်းတန်ရောစင်ကလည်းပဲရှိတာပဲအဲ့ဒီတန်ရောစင်ဆိုတဲ့ဒီကျိုးနဲ့နှောင်ွက်ထားတဲ့စိတ်ဟာဘယ်လိုမှလွတ်မြောက်တဲ့စိတ်ဆိုမဖြစ်နိုင်ဘူး။လွတ်မြောက်တဲ့စိတ်ကိုဘောကြဖို့ရတယ်ဒီလိုကြည့်ရ။ sensual pleasure desire for sensual pleasure ဆိုတဲ့ကာမိစန္ဒကျိုးတစ်ချောင်းဖြုတ်လိုက်။ကာမိစန္ဒပြုတ်သွားလို့ရှိရင်ဗျာပါဒဆိုတဲ့အလိုမကျတာလည်းပြုတ်သွားတယ်။ဒီကျိုးတွေပြုတ်ဖို့ဆိုတာသောတာပန်တော့မပြုတ်သေးဘူး။တက္ကရာကလည်းမပြုတ်ဘူး။သူ့ကြမှာပြုတ်အနာဂတ်ကြမှာပြုတ်တယ်ဒီကျိုးနဲ့ချောင်းသောတာပန်အနေနဲ့ဖြုတ်နိုင်တဲ့ကျိုးက၃ချောင်းပါလဲဆိုရင်တက္ကာယဒိဋ္ဌိဝိသိကိစ္စသီလပဒပရမတ္တပါဠိလိုတက္ကာယဒိဋ္ဌိဆိုတာခန္ဓာ၅ပါးယုံနာတရားကြီးကိုအထင်မှားပြီးတော့အသက်တို့ဇီဝိတတို့အတ္တတို့သာဝရမြဲနေတဲ့အရာတို့တဘဝကသိရင်တဘဝကူးသွားတာတို့အဲ့လိုအတွေးမျိုးတွေနဲ့ခန္ဓာ၅ပါးရုပ်ဝေဒနာသင်ညာသင်္ခါရဝိညာဉ်လို့ဆိုတဲ့ခန္ဓာ၅ပါးတည်းကတစ်ခုခုအပေါ်မှာအမြင်မှားနေတာကိုတက္ကာယဒိဋ္ဌိတက္ကာယဆိုတာတကယ်ထင်ရှားရှိတဲ့ခန္ဓာ၅ပါးကိုပြောတာဒိဋ္ဌိဆိုတာအဲ့ဒီပေါ်မှာမှားရတဲ့အယူဆတရားပေါ်လာတာခန္ဓာ၅ပါးနဲ့ပတ်သက်ပြီးတော့မှားရတဲ့အယူဆတရားပေါ်နေတာကိုတက္ကာယဒိဋ္ဌိဒါလည်းတန်ရောစင်ပဲဘာဖြစ်လို့သူကလည်းစိတ်ကိုချီနှောင်ထားတတ်တယ်မှားရတဲ့အမြင်တစ်ခုကလည်းစိတ်ကိုချီနှောင်ထားတတ်တန်ရောစင်အဲ့ဒီနောင်ကျိုးရှိနေတဲ့ပုဂ္ဂိုလ်တွေဟာလွတ်မြောက်တဲ့စိတ်ဆိုတာမရှိနိုင်ဝိသိကိစ္စဘုရားတရားတန်ခါနဲ့ပတ်သက်ပြီးတန်တရားဖြစ်တယ်ကိုချစ်နေတဲ့ကျင့်စဉ်နဲ့ပတ်သက်ပြီးတန်တရားဖြစ်တယ်အမြင်မရှင်းဘူးဝိသိကိစ္စခုနလိုအမြင်မှားနေတဲ့ပုဂ္ဂိုလ်တယောက်ဟာတန်တရားရှိနေမှာပဲအမှန်မမြင်သေးတဲ့မြတ်တန်တရားဆိုတာဓာတ်နေမှာအဲ့တော့တက္ကာယဒိဋ္ဌိဆိုတာကင်းသွားမယ်ဆိုလို့ရှိရင်တော့ဝိသိကိစ္စဆိုတာလည်းပဲကင်းသွားနိုင်တယ်တက္ကာယဒိဋ္ဌိဝိသိကိစ္စနောက်တစ်ခုကသီလပတ္တပရမတ္တသီလဝတ္တဘာကိုဘာပြောင်းထားတာသီလပတ္တပရမတ္တသီလဆိုတာအလေးအထားတစ်ခုဝတ္တဆိုတာလိုက်နာကျင့်သုံးနေတဲ့အချက်သီလဆိုတာအလေးအထားအပြုအမူအလေးအထားလူတိုင်းမှာအလေးအထားလေးတွေရှိ
ဘာဆိုတော့တရိစ္ဆာန်တွေမှာလည်းသူ့ရဲ့အလေးထားလေးရှိဆိုတော့ခွေးလေးတစ်ကောင်ကိုကြည့်ကြည့်ခွေးလေးရဲ့အလေးထားပါအိတ်တော့မယ်ဆိုလို့ရှိရင်ခြားကြလဲပြီးတော့ခွေးလေးအိတ်တယ်ဒါသူ့ရဲ့အလေးထားအစာစားတဲ့အခါမှာလည်းပဲပါးစပ်နဲ့ပဲစားတယ်လက်နဲ့စားတယ်လက်နဲ့ယူစားတဲ့အခါအလေးထားဒါသူ့ရဲ့အလေးထားဒီပြတိရိစ္ဆာန်တွေလည်းဒီလိုပဲအလေးထားလေးတွေရှိတယ်အဲ့ဒါကိုသီလလို့ပြောတာဒီနေရာနော်ဝတ္တဆိုတာတစုံတစ်ခုစောင့်တည်ထားတာအမှန်ပဲငါတတ်လို့စားမယ်တစုံတစ်ခုတိုင်းကကျင့်သုံးဖို့ရစိကကြက်ကလေးလောက်ထားတာဒါဝတ္တလို့ခေါ်အဲ့ဒီသီလဝတ္တနဲ့ပတ်သက်လာတဲ့မှားမှားယွင်းယွင်းသုံးသက်ဆင်ခြင်ပြီးတော့လိုက်တာကျင့်ကြံနေတဲ့မှားယွင်းတဲ့အယူဆတရားကိုသီလဝတ္တပရမတ္ထလို့ခေါ်တယ်သူလဲမှားယွင်းတဲ့မိစ္ဆာဒိဋ္ဌိတစ်မျိုးပဲဆိုတော့တဏှာဝုကလို့ဖို့ရအတွက်အကုသိုလ်တွေနဲနိုင်တဲ့နဲတော့ဘာလို့အောင်ခွေးလို့နေခွေးလို့စားခွေးလို့ချင်းခွေးအချင်းဆောက်တည်တာခွေးရဲ့အလေးထားတွေကသီလခွေးအလေးထားတိုင်းလုံးမယ်လို့ဆောက်တည်တာကဝတ္တအဲ့ဒီသီလနဲ့ဝတ္တဆောက်တည်လို့ရှိရင်တဏှာဝုကလွတ်တယ်ကိလေသာတွေကစင်ကြယ်နိုင်တယ်လို့ယူဆတာကပရမတ္ထဒါမှရင်အတွေးခေါ်တယ်တကယ်လက်တွေ့ဘုရားလက်ထက်ကဒီလိုခွေးချင်းကျင့်နေတာတို့နွားချင်းကျင့်တာတို့ဥတောင်းလို့ကျင့်တာတို့မြောက်လို့ကျင့်တာတို့စုံတာပဲတရိစ္ဆာန်တွေရဲ့အကျင့်ကိုလိုက်ကျင့်ရည်ရွယ်ချက်ကတော့ကောင်းတယ်မြတ်စွာဘုရားကအဲ့ဒီအကျင့်တွေနဲ့ပတ်သက်လာရင်သီလဝတ္တပရမတ္ထသူ့ရဲ့ရည်မှန်းချက်မရဘူးတဲ့ခွေးလို့ကျင့်ဘာဖြစ်တုံးဆိုတခါတော့ကုက္ကုရဝတိကတုတ်မှာဆိုမြတ်စွာဘုရားဟောတယ်ဒီခွေးလို့ကျင့်ခွေးဖြစ်ဖို့ပဲရှိတယ်ဘာဖြစ်လို့လဲဆိုတစ်ချိန်လုံးခွေးစိတ်ပွေးပြီးခွေးလို့နေတာခွေးဝါနဲ့မနှီးရဘူးလားနှီးပါတယ်နှီးတယ်နွားလို့ကျင့်နွားဖြစ်ဖို့ပဲရှိတယ်ဘာလို့လဲစိတ်ကနွားနဲ့နွားစိတ်ပွေးနေတာဟုတ်လူစိတ်ပွေးမှလူဖြစ်တော့မှာပေါ့နွားစိတ်ပွေးနွားပဲဖြစ်မှာဟုတ်တယ်မလားမှန်ပါအဲ့ဒီအကျင့်မှားတွေကိုသီလဝတ္တပရမတ္ထလို့ခေါ်တယ်သို့သောအင်္ဂလိပ်လိုဘာသာပြန်တဲ့အခါသီလဝတ္တပရမတ္ထကိုပေါ့လေးပြန်လာတယ် right and ritual ဒီဘာသာပြန်ရတော့မှမှန်ဘူး right and ritual ဆိုတာအခမ်းအနားတွေပွဲလမ်းတဲ့ပင်တွေ ceremonial တွေဘာသာရေးနဲ့ပတ်သက်တဲ့အခမ်းအနားတွေ right and ritual ဒါတွေကိုသီလဝတ္တပရမတ္ထလို့ပြန်တယ်မှားတယ်ဆိုလိုတာကခွေးအကျင့်နွားအကျင့်တွေပေါ်မှာတဏှာဝုကလွတ်နိုင်တယ်လို့မှားယွင်းစွာသုံးသပ်မှုဒီလိုဆိုလိုတယ်နော်ဒီအကျင့်တွေနဲ့တဏှာဝုကလွတ်ပြီးတော့ကိလေသာအတော်တွေစင်ကြယ်နိုင်တယ်လို့မှားယွင်းစွာသုံးသပ်မှုကိုပဲသီလဝတ္တပရမတ္ထလို့ခေါ်တယ်။ဟောခန္ဓာ၅ပါးနဲ့ပတ်သက်ပြီးတော့မြဲတယ်ခန္ဓာ၅ပါးနဲ့ပတ်သက်ပြီးတော့အတ္တလို့တက္ကာယဒိဋ္ဌိကမှားတယ်။သီလဝတ္တပရမတ္ထကျတော့အကျင့်နဲ့ပတ်သက်ပြီးတော့မှားတယ်။ဟောဒီအမှားနှစ်ခုအမြင်မှားနှစ်ခုရဲ့ထိုအမြင်မှားနှစ်ခုကိုလက်ခံကျင့်သုံးနေသည့်အတွက်ကြောင့်တန်တရားဖြစ်မှုဝိသိကိစ္စအဲ့ဒါတန်ရောစဉ်၃ပါးအဲ့ဒီတန်ရောစဉ်၃ပါးကိုသောတပန်ပုဂ္ဂိုလ်ကဖြတ်လိုက်နိုင်ပြီသောတပန်ဖြစ်သွားရင်အဲ့ဒီတန်ရောစဉ်မရှိတော့ဘူးခန္ဓာ၅ပါးနဲ့ပတ်သက်ပြီးမှားယွင်းတာမရှိဘူးအကျင့်နဲ့ပတ်သက်လာလို့ရှိရင်လည်းမှားယွင်းတာမရှိဘူးခွေးလိုကျင့်နွားလိုကျင့်ကျင့်တဲ့အကျင့်နဲ့တန်တရားကမစင်ကြယ်နိုင်ဘူးတန်တရားကမလွတ်မြောက်နိုင်ဘူးဖြူစင်တဲ့စိတ်ဓာတ်မရနိုင်ဘူးလို့သိလိုက်တယ်အမှန်မြင်လိုက်တယ်မှန်မြင်လိုက်သည့်အတွက်ကြောင့်ဒီကနေ့ကျင့်နေကြတဲ့သီလကျင့်စဉ်သမာဓိကျင့်စဉ်ပညာကျင့်စဉ်ဝိပဿနာကျင့်စဉ်တွေနဲ့ပတ်သက်ပြီးဘာမှတန်တရားမရှိတော့ဘူးသောတာပန်ပုဂ္ဂိုလ်ဖြစ်သွားလို့ရှိရင်တာယောစဉ်ကျိုး၅ချောင်းတွေကအောက်ခြေထောက်မှာခြိထားတဲ့တာယောစဉ်ကျိုး၅ချောင်းတွေက၃ချောင်းပြုတ်သွားအနာဂံဖြစ်လို့ရှိရင်နောက်ထပ်2ချောင်းထပ်ပြုတ်တော့ကျိုးက2ချောင်းပြုတ်သွား5ချောင်းပြုတ်သွားအဲ့ဒါဆိုရင်အနာဂံပုဂ္ဂိုလ်တော်မှာလွတ်မြောက်တဲ့စိတ်ဆိုတာမရသေးဘူးထက်မှခြိထားတဲ့ဥဒ္ဓံပါကိယတာယောစဉ်၅မျိုးကျမ်းနေသေးတယ်အဲ့ဒီဥဒ္ဓံပါကိယတာယောစဉ်ဆိုတာအထက်ကနေခြိနှောင်ထားတဲ့ကျိုးဘာကျိုးတွေတော့ရူပရာဂဗြဟ္မဘုံသို့မဟုတ်ရူပဆံပေါ်မှာတတ်မဲ့နေကာမဂုဏ်အာယုန်တွေကိုတော့စွန့်လွတ်နိုင်တယ်ထိုကာမဂုဏ်အာယုန်တွေကစွန့်လွတ်လို့ရလာတဲ့ချမ်းသာလေးကြတော့မဲ့နေသေးတယ်ဟုတ်ကဲ့ဒါကိုဇန်ချမ်းသာလို့ခေါ်တယ်
ကာမဂုဏ်အာယုန်တွေကိုစွန့်လိုက်လို့ရလာတဲ့အကျိုးအမြတ်ဖြစ်တဲ့ဇန်ချမ်းသာရူပဇန်ချမ်းသာထိုရူပဇန်ကြောင့်ရောက်လာမဲ့ရူပဘုံရဲ့ဘဝအဲ့ဒါဒီပေါ်မှာတွေ့တာမှုလေးကမပြတ်သေးဘူးကာမိဆန္ဒဆိုတဲ့ကာမဂုဏ်ပေါ်မှာတွေ့တာတော့ပြတ်သွားပြီကာမကိုဖယ်ရှားလိုက်လို့ရလာတဲ့ဇန်ချမ်းသာနဲ့ထိုဇန်ချမ်းသာကြောင့်ဖြစ်ပေါ်လာနိုင်တဲ့ဘုံဘဝကိုတော့တွေ့တာနေတော့လေဒါရူပရာဂလို့ခေါ်တယ်ဒီနေရာရူပဆိုတာရူပဇန်ကိုပြောတယ်အရူပရာဂအရူပရာဂဆိုတာအဲ့ဒီလိုရုပ်အထီကိုမရှိဘူးနန္တရားတတ်တတ်နဲ့ဖြစ်တဲ့အရူပ၄ဘုံအရူပဇန်အရူပဇန်ပေါ်မှာတွေ့တာနေတဲ့တဏှာလောဘထိုအရူပဇန်ကြောင့်ရလာနိုင်တဲ့အရူပဘုံဘဝကိုတက်တန်းရှိတယ်ချမ်းသာတယ်ရုပ်ခန္ဓာကိုယ်ကြီးမရှိသည့်စိတ်ကလေးကြီးပဲဆိုရင်သိတ်တွက်လက်တဲ့ချမ်းသာတယ်ဟုတ်တယ်ပေါ့ခေါင်းကိုက်တယ်လို့ခန္ဓာတယ်လို့ဆိုရုပ်ရှိမှဖြစ်တာမဟုတ်လားစိတ်ကလေးကြီးဆိုဖြစ်เสียအကြောင်းမှမရှိတာเนาะရုပ်ရှိသည့်အတွက်ပြဿနာတွေကအများကြီးကိုအဲ့တော့စိတ်ကလေးကြီးဖြစ်တဲ့ဘုံအရူပဘုံတွေ့တာမှုဆိုတဲ့တရားစဉ်တွေကသွားတွဲနေတယ်ကြည်တဏှာရဲ့နေပေကဘလောက်ချေတယ်လဲဆိုတာစဉ်းစားကြည့်ကာမဂုဏ်အာယုန်တွေကိုလွတ်လိုက်ပြန်လို့ရှိရင်လည်းဇံမောသွားတွေ့တယ်အဲ့ဒါကိုအထက်ကျိုးလို့ခေါ်တယ်ရူပရာဂအရူပရာဂဒါလောဘရဲ့နာမည်လေးကြီးပဲအကုန်ရူပရာဂအရူပရာဂလောဘရဲ့နာမည်ဗျာပါဒဆိုတာဒေါသရဲ့နာမည်တက္ကရာဒိဋ္ဌိသီလဗ္ဗပရမတ္တဆိုတာဒိဋ္ဌိရဲ့နာမည်သူတို့ဒုက္ခပေးနေတယ်ရူပရာဂအရူပရာဂဟောဒီကျိုးလက်ချောင်းထပ်တွဲလာမာနကိုယ့်ရဲ့အည်သွေးနဲ့ပတ်သက်ပြီးတော့ထင်ရှိနေအထင်ရောက်ကိုယ့်ရဲ့အည်သွေးပေါ်မှာအကုယုံကြည်ထင်မြင်ယူဆမှုငါဆိုတဲ့အတွေးနဲ့တွေးနေတယ်ငါလုံနိုင်တယ်ဆိုတဲ့အတွေးတွေနဲ့တွေးနေတဲ့မာနကန်စိလို့ခေါ်ဒီမာနကလည်းအန္တရာယ်အလွန်များတဲ့မာနဒီအတွေးတွေဝင်နေလို့ရှိရင်တရားဥတရားမြတ်မရနိုင်ရှင်နုရုဒ္ဓလို့ပေါ့ရှင်နုရုဒ္ဓကငါစัจ java လာတစ်ထောင်ကိုဒေဝစက္ခုနဲ့တပြိုင်နက်ရှိနိုင်တယ်ဒေဝစက္ခုနဲ့စัจ java လာတစ်ထောင်ကိုတစ်ခါတည်းနဲ့ထိုင်ကြည့်နိုင်တယ်လို့ဆိုဒီအတွေးလေးဝင်နေတဲ့ကြောင့်ရဟန္တာမဖြစ်ဘူးလို့ပြောမာနလေးခံနေအဲ့ဒီမာနဟာချက်ကျိုးတဲ့နောက်တစ်ခုဥဒ္ဒစ္စတမာရီရဲ့စံကျင်ပဲစိတ်ကမငြိမ်းချမ်းမှုစိတ်တွေမငြိမ်သက်ဘူးအဲ့ဒီစိတ်တွေငြိမ်သက်မှုကင်းနေတဲ့စိတ်တွေကြောင်ချောက်ချားဖြစ်နေတဲ့သို့မဟုတ်တမာရီမရနိုင်တဲ့စိတ်လေလွင့်နေတာမျိုးလေးတွေကဒါဥဒ္ဒစ္စအဲ့ဒီဥဒ္ဒစ္စကလည်းပဲတာယစဉ်တစ်မျိုးပဲသူကလည်းချီနှောင်ထားတဲ့စိတ်မာနကစိတ်ကိုချီနှောင်တယ်လို့ဥဒ္ဒစ္စဆိုတဲ့မငြိမ်းချမ်းမှုကလည်းစိတ်ကိုချီနှောင်ထားတယ်ကြည့်တယ်မငြိမ်းချမ်းတဲ့စိတ်ဆိုတာတစ်ခါခဏပေါ်လာတာစိတ်ပူတတ်တဲ့လူတွေမှာခဏမပေါ်ဘူးလားပေါ်ပါတယ်ပေါ်တယ်စိတ်လေးအေးထားသမှာလို့ပြောလို့မရဘူးရှားကြံပူနေတာတန်ရောစင်ချီထားတာဟုတ်ကဲ့ဒါလည်းတန်ရောစင်ပဲဘာနာဥဒိစ္စအဝိဇ္ဇာအမှန်မသိဘူးအမှားတွေကိုသိနေတယ်အဝိဇ္ဇာအမှန်မသိဘူးအမှားတွေကိုသိနေတယ်အမှားတွေကိုသိနေတာကိုပဲသူကသူအမှန်သိတယ်လို့ထင်နေတယ်ဟောဒီအဝိဇ္ဇာဆိုတဲ့ကျိုးကအလွန်သိမ်မွေးပြီးတော့သူကလည်းပဲအလွန်ပြင်းထန်တဲ့ကျိုးတစ်ချောင်းနဲ့အမှားသိမှုဟာရုပ်တရက်ဖြောက်ပြက်ပြလို့မရနိုင်တဲ့အာပုံတန်ရောစင်ပဲအဲ့တော့ပေါင်းလိုက်တော့ထက်ကချီနှောင်တဲ့တန်ရောစင်ကျိုးက၅မျိုးရူပရာဂအရူပရာဂမာနဥဒ္ဒစ္စအဝိဇ္ဇာအဲ့ဒီတန်ရောစင်ကျိုးတွေလုံးဝကင်းသွားပြီတန်ရောစင်ကျိုး10မျိုးစလုံးကင်းသွားပြီဆိုတဲ့အခါမှာလွတ်မြောက်တဲ့စိတ်ဆိုတာနာမှာပါအနာဂံဖြစ်ရင်တောင်မှပဲမလွတ်လပ်သေးဘူး50ကျိုး5မျိုးကျန်နေသေးတယ်ယဟန္တာဖြစ်ပြီဆိုတော့မှလုံးလအဲကြောင့်မို့ယဟန္တာပုဂ္ဂိုလ်ကလည်းဝိမု ക്ത စိတ်တော်လွတ်မြောက်တဲ့စိတ်ရှိတဲ့ပုဂ္ဂိုလ်လို့ဒီလိုခေါ်ရတယ်။ကဲဘုန်းကြီးတို့တွေလွတ်မြောက်ခြင်းနဲ့လွတ်မြောက်တဲ့စိတ်ကလေးကိုရခြင်းတကယ်ဘုရားဟောပြတဲ့လွတ်မြောက်တဲ့စိတ်မျိုးလေးကိုရခြင်းနဲ့မလုပ်ကြဘူး။လွတ်မြောက်တဲ့စိတ်ဟာဘုရားတရားတော်သို့မဟုတ်ဘုရားဘာသာကျင့်စဉ်ရဲ့ပန်းတိုင်ဆိုတာအလုံးသိကြပြီတို့တွေဘာလုပ်နေတာတုံးလို့မေးရင်စိတ်ဓာတ်ကလေးလွတ်မြောက်ဖို့လုပ်လွတ်မြောက်တဲ့စိတ်ရဖို့လုပ်နေကြဒါဖြင့်လွတ်မြောက်တဲ့စိတ်ဆိုတဲ့ဟာရအောင်လုံနည်းရှိသလား
ရှိတယ်လုံနည်းများစွာထဲမှာလွတ်မြောက်တဲ့စိတ်ရဖို့လွတ်မြောက်တဲ့စိတ်ဆိုတာချက်ချင်းကြီးဒီကနေ့ဖြစ်သွားတာမဟုတ်ဘူးဒီကနေ့ရင့်ကျက်သွားတာမဟုတ်ဘူးတဖြည်းဖြည်းနဲ့ရင့်ကျက်လာအကြောင်းတရားတွေတည်တည်များလို့ပဲတည်တည်များအနုလေးကနေပြီးတော့တဖြည်းဖြည်းရင့်လာရအဲ့ဒါလိုပဲလွတ်မြောက်တဲ့စိတ်ဟာလည်းပဲအနုစားလေးကနေတဖြည်းဖြည်းရင့်လာအဲ့ဒီရှိထားတဲ့လွတ်မြောက်တဲ့စိတ်အခြေခံလေးတဖြည်းဖြည်းရင့်လာအောင်မလုပ်လဲဘာတွေရေးကြည့်တယ်လဲအကျိုးတရားကိုလိုလားလို့ရှိရင်အကြောင်းတရားကိုထိဆောက်ရမယ်ဆိုတာဒါဗုဒ္ဓရဲ့ practice ပဲလမ်းညွှန်ချက်ကအကျိုးလိုချင်ရင်မလုပ်ရမယ်အကြောင်းကိုထိဆောက်ရဟုတ်ကဲ့အကျိုးလိုချင်အကျိုးကိုတိုက်ရယူလို့မရဘူးအကြောင်းကိုလုပ်ရဒါဟုတ်တယ်ပေါ့အကျိုးတိုက်ရယူလို့ပဲရအကြောင်းတရားကိုဖန်တီးပေးမှအကျိုးတရားရမှာဒါကြောင့်မို့အကြောင်းတရားကိုဖန်တီးဖို့စေတောဝိမု ക്തി လို့ခေါ်တယ်လွတ်မြောက်တဲ့စိတ်ကလေးရဖို့ရအတွက်မရင့်ကျက်သေးတဲ့လွတ်မြောက်တဲ့စိတ်ကလေးကိုပို့ပြီးတော့ရင့်ကျက်လာအောင်ဘယ်အကြောင်းတရားတွေကဖြစ်စေနိုင်တယ်လို့ဆိုတာကိုမြတ်စွာဘုရားကမေဂိယသုတ်တံမှာဟောထားတယ်မေဂိယသုတ်တံမှာဟောထားတာရှိတယ်မေဂိယသုတ်တံဖြစ်ပေါ်လာပုံဇာလံလေးနဲ့ပြောမြတ်စွာဘုရားတခါတော့ကစာလိကာလို့ခေါ်တဲ့မြို့အဲ့ဒီမြို့နားကစာလိကာဆိုတဲ့တောင်ပေါ်မှာသတင်းသုံးနေထိုင်တယ်တောရကြောင်မှာနေတယ်ပေါ့မြတ်စွာဘုရားကိုအနိကပ်ပြီးတော့ပြုစုနေတဲ့ပုဂ္ဂိုလ်ကရှင်မေဂိယလို့ခေါ်တယ်ရှင်အာနန္ဒမဟုတ်သေးဘူးအဲ့တော့ရှင်မေဂိယကမြတ်စွာဘုရားကိုအနိကပ်ပြုစုစာလိကာတောင်ကနေဆင်းပြီးတော့နေ့စဉ်ဆွမ်းခံကြွားတဲ့ရွာလေးကဇန္တုဆိုတဲ့ရွာလေးရှိကလနာမယ်ပေါ့နော်ဇန္တုဆိုတဲ့ရွာလေးကိုဆွမ်းခံကြွားတနေ့ကျတော့ရှင်မေဂိယဟာဘုရားမြတ်စွာဝေကျုံငယ်ပြုပြီးတော့စာလိကတောင်ပေါ်နေဆင်းပြီးတော့ဇန္တုဆိုတဲ့ရွာလေးကိုဆွမ်းခံကြွားသွားတဲ့အခါမှာတအိမ်တစွန်းဒီကာရမများလောင်းထူလေးဆုံးလေးဒိတ်ကလေးပိုက်ပြီးရတာလေးနဲ့ချိန်နှပ်ပြီးရွာထဲမှာရှိတဲ့လမ်းလေးမှာဇေယျကလေးတွေကုသိုလ်ရှင်တွေကဇေယျကလေးတွေပါလေးတွေစောင့်ထားကြတယ်အဲ့ဒီမှာပဲထိုင်ပြီးတော့ဆုံးမဝေးဘာလို့လဲဆိုဝေးဆိုပြန်မတည့်နိုင်အကြောင်းရှင်းတော့ကကျောင်းမှာဆုံးစားကြတာနဲတဲ့ဆုံးခံပြီးလို့ရှိရင်ရွာထဲမှာတို့မို့ပြုတ်ပြင်လေးမှာဇေယျကလေးတွေစောင့်ထားတာရှိတယ်အဲ့ဒီဇေယျပေါ်တက်ပြီးတော့ရေလေးပါလေးလွယ်လွယ်ကူရမယ့်နေရာကိုဆုံးစားကြအဲ့ဒီလိုဆုံးစားပြီးရင်ဘယ်သွားတော့ဆိုတော့အဲ့ဒီမြို့ရွာအနီးပါးမှာတိတ်ဆိတ်ငြိမ်သက်တဲ့တောအုပ်ကလေးတွေတောတန်းလေးတွေဥယျာဉ်လေးတွေလူသူမရှုပ်ထွေးတဲ့နေရာတွေကိုချစ်ကပ်ကြဒါကဘုရားလက်ထက်ကရဟန်းတော်တွေရဲ့နေပုံတွေနည်းပေါ့ဆုံးခံသွားတယ်တစ်ချက်ပဲဖုံးဝေးကြတယ်ဆိုပါစို့အခုခေတ်နိုင်နဲ့ပြောမယ်ဆိုရင်7 နာရီလောက်9 နာရီ7 နာရီလောက်ကျောင်းကနေထွက်လာပြီးတော့7 နာရီ9 နာရီ10 နာရီလောက်ဆုံးခံပြီးတော့ဆုံးမှာဖုံးပေးပြီးတဲ့အခါဒိတ်ကလေးဆေးပြန်လွယ်ပြီးတော့တစ်တော်တဲ့နေရာကိုကြွသွားကြတိတ်ဆိတ်ငြိမ်သက်တဲ့နေရာလေးကိုသွားရှင်မေဂိယလည်းအဲ့ဒီနေမှာကာလခင်းကဆိုတဲ့မြစ်အဲ့ဒီဇန္တုရွာကမ်းခြေမြစ်ကြီးကိမိကိလာဆိုတဲ့မြစ်ကြီးတစ်စင်းအစီးကိမိကိလာလို့ခေါ်တဲ့မြစ်ကြီးအဲ့ဒီကိမိကိလာဆိုတဲ့မြစ်ဘေးမှာလူတွေစိုက်ပျိုးထားကြတဲ့တည့်ဥယျာဉ်ကြီးတစ်ခုရှိတယ်စိတ်လို့ဆိုလို့တည့်ဥယျာဉ်ကြီးကအရေးအဝဒအလွန်ကောင်းဒီကဲမှာဆိုဘူးမှမရှိဘူးအေးစစ်သေးကိမိကိလာကြီးကမ်းခြေကနေရှောက်လမ်းပြီးတော့သွားတော့အဲ့ဒီတည့်ဥယျာဉ်ကြီးရောက်သွားတည့်ဥယျာဉ်ကြီးတဲ့ဝင်လိုက်တာနဲ့သူ့စိတ်ကြီးကကြည်နူးသွားဟာဒီနေရာဖြင့်တရားထုတ်ရရင်သိကောင်းပါပဲမြတ်စွာဘုရားကခွင့်ပြုမယ်ဆိုရင်ငါဒီနေရာပြန်လာပြီးတော့တရားထုတ်မယ်အဲ့ဒီလိုစိတ်ကူးနဲ့ကြောင်းပြန်သွားတယ်စာလိကတောင်ပြန်သွားလိုက်ပြန်သွားပြီးတော့ဘုရားစီဝင်ပြီးရှင်ဘုရားတဲ့ပြီးတော့ဆုံးခံသွားဆုံးစားပြီးအပြန်မှာ
ကိမိကိလမြေကမ်းကြီးကတရားဥယျာဉ်ကြီးတစ်ခုတွေ့တယ်ဗျာသိတာရတာပဲတိတ်ဆိတ်တယ်ငြိမ်သက်တယ်အဲ့ဒီမှာတပည့်တော်တရားထုတ်ခြင်းတဲ့စိတ်တွေပေါက်တယ်အဲ့ဒီမှာသွားတပည့်တော်တရားထုတ်ခြင်းတယ်မြတ်စွာဘုရားကဘသူကဘာလုပ်ခြင်းလဲဆိုလို့ရှိရင်အကြောင်းအကျိုးတွေကိုဆင်ញင်ကြည့်လိမ့်ရှိတယ်အများလားသူစိတ်ကူးရင်လာတာဟာတာမန်မဟုတ်ဘူးအဲ့ဒီရှုပ်ဝက်ချက်ကလေးရှိတယ်လောကမှာလူတိုင်းကိုယ့်အကိုလည်းရှုပ်ဝက်ချက်ကလေးတွေရှိတယ်ကိုမေ့နေတဲ့ဇာလံကလေးတွေရှိကြတယ်ဒါဒီဘဝကဇာလံမဟုတ်ဘူးအတိတ်ကဇာလံကျုံမှုကြပါလိမ့်မယ်ဘုန်းကြီးတို့လည်းတတိထားတဲ့အခါမှာတချို့နေရာရောက်သွားလို့ရှိရင်စိတ်ထဲမှာကြည်နူးတဲ့နေရာရှိတယ်လို့စိတ်ထဲမှာပျော်သွားတဲ့နေရာရှိတယ်လို့မပျော်တဲ့နေရာလည်းရှိတတ်တယ်စိတ်ရဲ့ခံစားချက်နော်ထူးဆန်းတယ်သိလို့မဟုတ်ဘူးမေဂိယယဟန်တော်ကလည်းအဲ့ဒီဥယျာဉ်နဲ့ဝင်လိုက်တာလည်းပဲနဲ့သူစိတ်ထဲမှာသိကြည်နူးသွားတယ်မြတ်စွာဘုရားကသူ့ရဲ့အတိတ်ဇာလံတွေကိုပြန်ကြည့်လိုက်တော့ဒီရှင်မေဂိယဟာတခုသောဘဝမှာသူကဘယင်ဖြစ်ပြီးတော့အဲ့ဒီဥယျာဉ်ထဲမှာသူကနေခဲ့ဘူးတော့ဒါကြောင့်မို့စိတ်ထဲမှာကြည်နူးတာဒါတွေကိုတော့သူမမေ့နေပြီသူမသိဘူးအတိတ်ရဲ့ပုံရိပ်တွေကသူ့စိတ်ထဲမှာပေါ်လာပြီပဲလို့သူမသိဘူးမမှတ်မိတော့မြတ်စွာဘုရားကဒါကိုသိပြီးတော့မြတ်စွာဘုရားကမသွားစေချင်ဘူးသွားရင်သူတရားရမှာမဟုတ်ဘူးအဲ့ဒီနေရာသူလည်းမတော်ဘူးဆိုတာသိဘာလို့လဲဆိုတော့အတိတ်တုန်းကအဲ့ဒီမှာဘယင်အနေနဲ့စိုးစံခဲ့တဲ့နေရာဆိုတော့အဲ့ဒီဥယျာဉ်နဲ့ဝင်လိုက်လို့ရှိရင်ယဟန်စိတ်ပြောက်ပြီးမင်းစိတ်ပေါက်မှသိကြတယ်ဒါမျိုးကလည်းရှိသေးတာနော်အဲ့ဒါကြောင့်ဘုရားကခွင့်ပြုတယ်ခွင့်ပြုတင်တာကိုမြတ်စွာဘုရားကဒီလိုပြောပြနေရင်သူယုံကြည်မှယုံမှာဆိုရင်ဘုရားကပြောတော့မေဂိယရဲ့ငါတစ်ပါးတည်းရှိသေးတယ်နေပါအောင်နောက်တစ်ပါးရောက်လာတော့သွားတာပေါ့ချိန်ဆွဲပေးလိုက်တယ်ဟုတ်ကဲ့နောက်အဖော်တစ်ပါးရောက်လာပြီဆိုရင်သွားတာပေါ့အခုငါတစ်ပါးတည်းပဲရှိတယ်သူကဘာပြောလို့ဆိုရှင်ဘုရားတဲ့အရှင်ဘုရားကဘာမှလုပ်စရာမရှိဘူးတဲ့တရားတို့တရားမြတ်တွေအကုန်ရပြီဘုရားဖြစ်နေပြီပေါ့ရှင်ဘုရားမှာလုပ်စရာကျင့်စရာဘာမှမရှိဘူးတပည့်တော်မှာလုပ်စရာတွေရှိသေးတယ်ပုရုဇဉ်ဘဝပဲရှိသေးတယ်တပည့်တော်တရားထုတ်ချင်ပါဆိုတော့မြတ်စွာဘုရားကထပ်ပြီးတော့မင်းကြီးတယ်နေပါဦးမေဂိယငါတစ်ပါးတည်းရှိသေးတယ်နောက်တစ်ပါးလာတော့သွားတာပေါ့မရဘူးသူကဒါပဲထပ်ပြောသုံးချိန်တိုင်အောင်ပြောလို့မရတော့မြတ်စွာဘုရားဗာမင်းကြီးတော့အေးဒီတရားအထုတ်မယ်လို့ပြောတာတို့ကကန့်ကွက်စရာမရှိပါဘူးတဲ့စိတ်တိုင်းကြသွားတာပေါ့ခွင့်ပေးလိုက်တယ်ခွင့်လည်းပေးလိုက်ရောအဲ့ဒီတည်းဥယျာဉ်ဘက်ကိုခြေဥလှည့်ပြီးသွားတော့တာကိုလည်းရောက်ရောသူဘယင်းဘွားတုန်းကထိုင်ခဲ့တဲ့တရားပင်နေရာလေးမှာသွားထိုင်သူကတော့သိတာမဟုတ်ဘူးသို့တော့ပုံရိပ်တွေကမြတ်စွာဘုရားမှာမြင်နေတယ်အတိတ်ကပုံရိပ်တွေကဘုရားရဲ့ဉာဏ်တော်ထဲမှာပေါ့အဲ့ရှင်မေဂိယတရားထုတ်မလို့သွားပြီးဒီပင်ရင်လည်းထိုင်လိုက်ရောဘာတွေပေါ်လာတော့ဆိုသူထိုင်နေတဲ့အချိန်သူ့ကိုယ်သူငကင်းကြီးနဲ့ဘယင်းကြီးဖြစ်လာစိတ်တွေနော်စိတ်ကူးတာတွေကစိတ်ကူးစိတ်တန်းတွေသူ့ကိုယ်သူဘယင်းစိတ်ဝင်လာတယ်အဲ့နာအလုံးစမ်းကြတယ်ဒါတွေက unknown cause မသိနိုင်တဲ့အကြောင်းတရားတွေဒါပြောလူတိုင်းမှာရှိတယ်အဲ့ဒီရဲ့အတိတ်ရဲ့ပုံရိပ်တွေပေါ်လာတော့သူ့ကိုယ်သူဘယင်းစိတ်ဝင်လာသည့်အတွက်ကြောင့်ဘေးကနေမောမမိတ်တံမိဖုရားခြံရံနေနဲ့ကာမဝိတက်တွေပေါ်လာလိုက်တာစိတ်ကူးမင်းစည်းစိတ်ခံစားတဲ့စိတ်တွေဒါတွေဝင်လာတယ်ဒီအတွေးတွေကဘာတွေဝင်လာလဲဆိုကာမဝိတက်ကလို့ဆိုတဲ့ကံကုန်ခံစားခြင်းနဲ့စိတ်တွေပေါ်ဘယင်းဆိုတာမျိုးကပျော်စရာကြီးမှမဟုတ်ပဲနဲ့ရန်သူအလွန်များတာပဲလေအလွန်များတဲ့အချိန်ကျတော့အဲ့ဒီလိုတရားဥယျာဉ်နဲ့နေတဲ့အချိန်မှာပဲဟာဒီလူကတိုင်းပြည်ကိုပုံကန်တဲ့လူဆိုပြီးတော့ဖမ်းခေါ်လာတဲ့အခါကျတော့အမိန့်ချရသေးတယ်ဒီကောင်ဖမ်းဒီကောင်ထောင်ချဒီကောင်တတ်ဆိုပြီးတော့ပြောရတာဆိုတော့အဲ့ဒီအတွေးတွေတခါဝင်လာပြန်ရောဟုတ်ကဲ့လားပုတ်ချုပ်တယ်ဆိုတာဒီဖမ်းဆီးချုပ်နှောင်နှောင်ခွဲတတ်ဖြတ်ဆိုတဲ့ဒီဒေါသအတွေးတွေဝင်လာတယ်ဒါကဖြာပါဒဝိတက်ကလို့ခေါ်စိတ်တွေတိုးလာတယ်ဟာဒီကောင်တလို့ဆိုးလာလို့ဒီကောင်ကိုဇက်ဖြတ်တတ်ဆိုတဲ့ဟောအတွေးတွေဝင်လာအဲ့ဒါနဲ့တပြိုင်တည်းပဲဝိဟိတဝိတက်ဒီကောင်တွေကတော်နာမဲ့ကောင်တွေခန်းစောစောတွေကချုပ်ဆိုပြီးတော့ဝိဟိတဝိတက်ညှင်းဆဲတပ်ဖြတ်ဆိုတဲ့အတွေးတွေပါသူဝင်လာကာမဝိတက်ဝင်နေဗျာပါဒဝိတက်ဝင်နေဝိဟိတဝိတက်ဝင်နေတရားအထုတ်ပါတယ်ဆိုမှတရားမဝင်မဲနဲ့ဓာရီကြီးပဲသူမျက်စိထဲမှာမြင်လာတော့ဘယ်လိုဖြစ်တုံးဆိုသူစိတ်ထဲမှာအော်ပါအမလီဖြစ်မှဖြစ်ရတယ်ဒီရဲ့ကိုငါလာတာတရားထုတ်ဖို့လာတာအခုကြည်စံငါတွေးနေလိုက်တာ
မင်းစိတ်ပေါက်ပြီးတော့ကျင်းတွေ့နေလိုက်တာကာမဂုဏ်စိတ်တွေကာမဝိတ္တတွေကလည်းပေါ်လိုက်တယ်ဗျာပါဒဝိတ္တကတတ်လို့ဖြတ်လို့မှုတွေပေါ်လိုက်တယ်ဝိညာဉ်ဝိတ္တကညှင်းဆဲလို့မှုတွေပေါ်လာတယ်ငါဟာသာသနာ့ဘောင်ဝင်လာတာတကယ်ယုံကြည်ချက်နဲ့ဝင်လာတဲ့ပုဂ္ဂိုလ်ပါဒါတွေငါလိုချင်လို့ဝင်လာတာမဟုတ်ဘူးဘယ်တဲ့ကြောင့်ဒီအတွေ့တွေငါကောင်းနဲ့ရောက်လာပါလိမ့်မလဲ unknown cause မသိဘူးသို့တော်မြတ်စွာဘုရားကသိထားတယ်အဲ့ဒီနေရာသွားရင်ဒါတွေဝင်လိမ့်မယ်ဆိုတာသိတာဘာဖြစ်လို့လဲဆိုဥပနိတယပစ္စယောနေရာဆိုတာကဥပနိတယပစ္စယောအာဝတောပိဥပနိတယပစ္စေနပစ္စယောနေရာဌာနတစ်ခုဟာလူကိုအကောင်းတဲ့အထောက်ပံ့တစ်ခုပေးနိုင်တယ်ပုဂ္ဂလောပိဥပနိတယပစ္စေနပစ္စယောပုဂ္ဂိုလ်တယောက်ကလည်းအကောင်းတဲ့အထောက်ပံ့တစ်ခုပေးတယ်ကြီးမားတဲ့အထောက်ပံ့တစ်ခုကြောင့်မို့လို့အကြောင်းမဲ့ဖြစ်တာတော့မဟုတ်ဘူးအတိတ်ဘဝစိတ်ကူးစိတ်တန်းတွေပြန်ပြီးတော့ပေါ်လာတာတဲ့အဲ့ဒီအတွေးတွေနှိမ့်ဆက်တာနဲ့ဘာတရားမှမရဘူးစိတ်ပြက်လက်ပြက်နဲ့အဲ့ဒီကနေထွက်လာခဲ့မြတ်စွာဘုရားစီရောက်လျှောက်တယ်ရှင်ဗျာတပည့်တော်တရားထုတ်လို့သွားတယ်ဗျာအတွေးတွေနှိမ့်ဆက်ပြီးတော့တပည့်တော်ပြန်လာခဲ့ရတယ်ဘာတရားမှမရခဲ့ဘူးကောင်းကောင်းခံစားခြင်းနဲ့အတွေးတွေဒေါသနဲ့အတွေးတွေနှိမ့်ဆက်လို့တဲ့တပ်ဖြတ်ညှင်းဆဲလို့တဲ့အတွေးတွေအဲ့ဒီအတွေးတွေကတပည့်တော်စိတ်ကိုချီနှောင်ထားပြီးတော့နှောက်ယှက်နေသည့်အတွက်ကြောင့်တပည့်တော်ဘာတရားထုမှမရခဲ့ဘူးဗျာဆိုတော့မှမြတ်စွာဘုရားကအဲ့ဒီမှာတရားဟောတယ်မေဂိယတဲ့စိတ်ကလေးလွတ်သွားဖို့ဆိုတာလွတ်မြောက်တဲ့စိတ်ရဖို့ဆိုတာလွယ်တာမဟုတ်ဘူးမရင်းချက်သေးလို့ရင်းချက်အောင်လုပ်ဖို့အကြောင်းတရားတွေလည်းမှလိုနေသေးတယ်အဲ့ဒီအကြောင်းတရားတွေကဘာတွေလဲဆိုရင်နံပါတ်1မြတ်မှာလမ်းညွှန်မှုခိုင်လိုင်းပေးနိုင်တဲ့မိကောင်းစုကောင်းတို့တွေတခုဒီအတွေးတွေဘယ်လိုဖြောင်းအောင်လဲဆိုတဲ့ခိုင်လိုင်းပေးနိုင်တဲ့ဆရာသမားလို့တယ်အကလျာဏမိတ်တာတော့ခေါ်ဒါနံပါတ်1နံပါတ်2မင်းကိုချင်းသီလပြည့်စုံဖို့လိုတယ်ကိုချင်းတရားနဲ့ယဟန်ဆိုရင်ယဟန်နေကျင့်တော်မဲ့ပါတိမောက္ခသံဝရသီလစတဲ့ကိုချင်းတရားတွေနဲ့ပြည့်စုံဖို့လိုတယ်နောက်ပြီးရင်ကထာ10မျိုးစကား10မျိုးသူမျက်စိကကြားဖို့လိုတယ်ဆွေးနွေးပြောကြတဲ့ဒီစကားဆိုတာလေအမြဲတမ်းထိရောက်တယ်ဘာစကားတွေနားထောင်အောင်မလဲဆိုရင်အပိစ္ဆကထာလောဘဆိုတာမထားရဘူးဆိုတဲ့အာနဲ့ပတ်သက်တဲ့စကားမျိုးတွေမြင်မြန်နားထောင်ပေးရမယ်တန်တုတ်တိကထာရှိတာလေးနဲ့ရောင်ရမ်းမယ်ဆိုတဲ့စကားမျိုးတွေမြန်မြန်နားထောင်ရမယ်အတ္တတတ္တကထာကိလေသာတွေနဲ့စိတ်နဲ့မရောနှောရဘူးကိကွာလွတ်လပ်အောင်နေမယ်ဆိုတဲ့ဒီနည်းတွေနဲ့ပြောပြနေတဲ့စကားမျိုးတွေကိုမင်းနားထောင်ပေးရမယ်ပဝိဝေကကထာလွတ်လွတ်လပ်လပ်ကိုလွတ်စိတ်လွတ်တရားပေါ်မှာသာစိတ်ညှို့ပြီးတော့နေတဲ့အနေအထားမျိုးကိုရှင်းလင်းပြောကြတဲ့စကားမျိုးတွေကိုနားထောင်ပြီးတော့ပေးရမယ်ဟောဒီစကားမျိုးတွေတိတ်ပြီးတော့အရေးကြီးတယ်တန်လေခကထာကိလေသာတွေဆိုတာဖယ်ထုတ်ပြရမယ်မကောင်းတဲ့ဘက်နဲ့ကောင်းတဲ့ဘက်မကောင်းတာကိုဖယ်ပြီးကောင်းတာမကောင်းတာကိုဖယ်ရှားပြီးကောင်းတဲ့ဘက်ကိုကျင့်ကြံပွားများဖို့ဆိုတဲ့စိတ်ကိုမွေးရမယ်အဲ့ဒါတွေကိုမွေးဖို့တိုက်တွန်းတဲ့စကားတွေကိုများများနားထောင်ပေးရမယ်ဟုတ်တယ်လေစကားဆိုတာအမတန်မှတန်ဖို့ရှိတယ်တရားနာလိုက်လို့ရှိရင်တရားကရလာတဲ့အသည့်လေးကကိုယ်အများကြီးပြောင်းလဲသွားစေတယ်ဒါသိကြတာပေါ့ဒါကြောင့်မလို့ကထာ10ပါးဆိုတာဒီနေရာမှာစကားကိုဒီစကားမျိုးကခုနကသူတော်ကောင်းနဲ့ပေါင်းတဲ့အခါမှာကလျာဏမိတ်တဆိုမိကောင်းဆွေကောင်းစီကမှဒီစကားမျိုးကြားမှာတဲ့ဒီတင်လူစီသွားလို့ဒီစကားမျိုးကြားမှာမဟုတ်ဘူးကုံဒီပွဲစားစီသွားရင်တရားဝယ်ကိစ္စပဲကြားမှာဟုတ်ကဲ့တကူဓမြစီသွားလို့ချင်းတိုက်မဲ့ခိုက်မဲ့စကားမျိုးပဲကြားမှာပဲကပိုင်းနိုင်စီသွားရင်ကပိုင်းနိုင်ဖို့အကြောင်းပဲကြားမှာပဲတော့သူတော်ကောင်းနဲ့ပေါင်းတဲ့အခါမှာဟောဒီစကားမျိုးကြားမှာနောက်သီလကထာကိုကျင့်တရားနဲ့ပတ်သက်တဲ့စကားသမာဓိကထာစိတ်ဓာတ်တည်ငြိမ်မှုနဲ့ပတ်သက်တဲ့စကားပညာကထာပညာနဲ့ပတ်သက်တဲ့စကားဝိမု ക്തി ကထာစိတ်ရဲ့လွတ်မြောက်မှုနဲ့ပတ်သက်တဲ့စကားဝိမု ക്തി ဉာဏဒသနာကထာလွတ်မြောက်ပြီးတော့ရတဲ့အသိဉာဏ်မျိုးနဲ့ပတ်သက်တဲ့လွတ်မြောက်မှသိတဲ့အသိဉာဏ်ကိုရရှိစေတဲ့စကားမျိုးနဲ့ပတ်သက်တဲ့စကားမျိုးအဲ့ဒါကိုကထာ5မျိုးလို့ခေါ်ကထာ10မျိုးလို့ခေါ်အဲ့ဒီကထာ10မျိုးကလည်းပဲတဲ့မရင့်ကျက်သေးတဲ့စိတ်ရဲ့လွတ်မြောက်မှုကိုရင့်ကျက်စေနိုင်တယ်ဒါကြောင့်မို့အဲ့ဒီက
ကထာ10မျိုးကိုလည်းမကြာခဏနားထောင်ပေးရမယ်ဟောမြတ်စွာဘုရားဟောတာနံပါတ်1မိကောင်းဆွေကောင်းရှိရမယ်နံပါတ်2ကိုချင်းသီလရှိရမယ်နံပါတ်3ကထာစကားတွေကိုနားထောင်ရမယ်အဲ့လိုနားထောင်ရင်မရင့်ကျက်သေးတဲ့စိတ်ဓာတ်ဟာရင့်ကျက်လာလိမ့်မယ်မလွတ်မြောက်သေးတဲ့စိတ်ဓာတ်လွတ်မြောက်ဖို့ဖြစ်လာလိမ့်မယ်နောက်တစ်ခုကဘာလို့ဆိုရင်အာရတ္တဝိရိယကျိုးပန်းအထောက်မှုလိုအပ်တယ်ဆိုတဲ့ဝိရိယနဲ့ပတ်သက်တဲ့ပြည့်စုံရမယ်ကျိုးပန်းအထောက်မှုနဲ့ပြည့်စုံဒါဖြင့်ဘာအတွက်ကျိုးပန်းရမလို့ဆိုအကုသိုလ်တွေဖြစ်လာရင်ဖယ်ရှားပြဖို့ကျိုးပန်းရမယ်ကုသိုလ်တွေမဖြစ်သေးလို့ရှိရင်ဖြစ်လာအောင်ကျိုးပန်းရမယ်အဲ့ဒီကျိုးပန်းမှုနှမျိုးနဲ့ပြည့်စုံရမယ်နောက်တစ်ခုကလိုအပ်တဲ့အရေးကြီးရပါတော့ဆိုပညာဥရိယတရားကာမိနိယဖြစ်တာပြက်တာသင်္ခါရတရားတွေရဲ့ဖြစ်မှုပြမှုကိုမြင်တဲ့ပညာကိလေသာဆိုင်ခဲကိုဖောက်ထွက်ပြစ်နိုင်တဲ့စွမ်းရည်ထက်မြက်တဲ့ပညာဝိပဿနာပညာမဲ့ပညာဆိုတဲ့ဒီပညာမျိုးတွေနဲ့ပြည့်စုံအောင်ကြိုးစားရမယ်အဲ့ဒီလိုကြိုးစားမှလွတ်မြောက်တဲ့စိတ်ကလေးဟာဖြစ်ပေါ်လာတယ်အဲ့ဒီအချက်အခုပြောခဲ့တဲ့5မျိုးမိတ်ဆွေကောင်းရှိရမယ်ကိုကျင့်တရားရှိရမယ်ကထာ5မျိုးကထာ10မျိုးကိုနားထောင်ရမယ်လုံလဝိရိယရှိရမယ်အသိပညာရှိရမယ်ဆိုတဲ့ဟောဒီအည်သွေး5မျိုးအဲ့ဒီအည်သွေး5မျိုးမှာအရေးကြီးဆုံးကဘာလို့ဆိုရင်မိတ်ကောင်းဆွေကောင်းအရေးကြီးဆုံးကလျာဏမိတ်တဆိုတာဒီနေရာမှာရည်ညွှန်းတာဘုရားထီအောင်ရည်ညွှန်းတယ်တာမန်မိတ်ဆွေမဟုတ်ဘူးတရားဓမ္မကိုညွှန်ကြားပြသနိုင်တဲ့ကလျာဏမိတ်တဆိုတာတကယ်ဘုရားထီအောင်ရည်ညွှန်းတယ်ကလျာဏမိတ်တဆိုတဲ့မိတ်ကောင်းဆွေကောင်းရှိလာပြီဆိုရင်သီလပြည့်စုံဖို့အခြေအနေရလာတယ်သီလပြည့်စုံဖို့အခြေအနေတစ်ခုဖြစ်လာမယ်ကထာ10မျိုးကိုနားထောင်ဖို့လည်းပဲအခြေအနေတစ်ခုဖြစ်လာနိုင်တယ်ကျိုးပန်းအထောက်မှုဝိရိယရှိဖို့ဆိုတဲ့အခြေအနေတွေလည်းဖြစ်လာမယ်အသိပညာတိုးတက်လာဖို့ဆိုတဲ့အခြေအနေတွေလည်းဖြစ်လာနိုင်တယ်ဟောအရေးကြီးဆုံးကနံပါတ်1ကကလျာဏမိတ်တာဒါကိုပြောတာပဲတပ္ပုရိတုပနိဒယဆိုအင်းအကောင်းတဲ့အကြောင်းတရားပဲအဲ့ဒီအကြောင်းတရားတွေကနေသယ်ဆောင်လိုက်တဲ့အခါအကြောင်းတရားတွေအစဉ်စဉ်ဖြစ်သွားဒါဖြင့်စိတ်ကလေးကဒီလောက်နဲ့လွတ်မြောက်ပြီလားဆိုတော့မလွတ်မြောက်သေးဘူးဒီအခြေအနေ5မျိုးပေါ်မှာအခိုင်အမာရပ်တည်ပြီးတော့ဘာလုပ်ရမလဲလွတ်မြောက်အောင်ကြိုးစားရမယ်လွတ်မြောက်အောင်ကြိုးစားဖို့ဆိုတာလွယ်တာမဟုတ်ဘူးဒါဖြင့်လွတ်မြောက်အောင်ကြိုးစားဖို့ဆိုဘာတွေကလွတ်မြောက်အောင်ကြိုးစားရမလဲလို့ဆိုရင်အရေးကြီးဆုံးကလောဘကလွတ်မြောက်ဖို့ဒေါသကလွတ်မြောက်ဖို့မမှန်ကန်တဲ့အတွေးတွေကနေလွတ်မြောက်ဖို့မှားရနေတဲ့အထင်အမြင်တွေကလွတ်မြောက်ဖို့အဲ့ဒါတွေကလွတ်မြောက်မှစိတ်ကလေးဟာတကယ်လွတ်မြောက်တဲ့စိတ်ဖြစ်မှာတဲ့ဒါကြောင့်မို့မြတ်စွာဘုရားကနေကိယာတဲ့ဟောဒီအည်သွေး5ခုပေါ်မှာယက်တည်ပြီးတော့အခုပြောမဲ့တရားလေးမျိုးကိုပွားပါဆက်ပြီးတော့လုပ်ပါဒါကိုဆက်လုပ်ရမယ်အဲ့ဒါမှမင်းဟာဉာဏ်နာဖြစ်နိုင်ဘာတွေဆက်လုပ်ရမလို့ဆိုလို့ရှိရင်အတုပါဘာဝေတ္တပါရာဂတပဟာနာယတဏှာလောဘကိုဖယ်ရှားပြစ်ချင်လို့ရှိရင်အတုပကမ္မထာပွားအတုပဆိုတာမစင်မကြဲမတင့်မတဲယွန်စပွဲကိုတွေးတောပေးရဒါကိုဆိုလို့နော်အပေါ်ယံလေးကြည့်ရင်လူတွေကတဏှာရာဂစိတ်ပေါ်လာလို့ရှိရင်အပေါ်ယံကြည့်ရင်လှတယ်လို့ထင်အဲ့ဒါလို့လှတယ်လို့ထင်လို့လောဘဖြစ်လာလို့ရှိရင်အတွင်းသားကိုကြည့်ခန္ဓာကိုယ်ကြီးရဲ့သဘာဝမစင်ကြဲတာတွေကိုကြည့်သုတ္တန်တစ်ခုမှဟောထားတယ်ခန္ဓာကိုယ်ကြီးအတွင်းပြင်များလဲထားလိုက်မယ်ဆိုရင်ဒုနဲ့ကြီးတွေပေါင်းနေရမှာတဲ့အပေါ်ယံအရေးပါးလေးဖုံးထားလို့ဟုတ်တယ်လို့ထင်နေတယ်အဲ့ဒီအရေးပါးလေးပေါ်မှာတော့လှတဲ့ဟိုကလေးတွေနဲ့ဆင်ထားသည့်အတွက်ကြောင့်မျက်စိလဲနေကြတာဟုတ်ကဲ့မျက်စိလဲတာဟုတ်တယ်ဗောမနေ့အိယာထားတာနဲ့တပြိုင်နက်ခန္ဓာကိုယ်ရဲ့အငြိအကျေးသုတ်တင်ရတာနံပါတ်1ပဲလေမွေးကြိုင်နေလို့ရှိရင်စုထားကြမှာပေါ့မွေးကြိုင်လို့စွန့်ပစ်နေကြရတာပဲခန္ဓာကိုယ်ရဲ့အထွက်တာတင့်တယ်တာတို့မွေးကြိုင်တာတို့တခုမှမရှိဘူးကုန်ပစ်နေရတာ
အဲ့ဒါတွေကိုစဉ်းစားတွေးခေါ်လိုက်လို့ရှိရင်လောဘဆိုတာဖြစ်လာစရာရာဂဆိုတာဖြစ်လာစရာအကြောင်းမရှိဘူးဒါကြောင့်မို့ခုနကအခြေအနေ၅မျိုးပေါ်မှာရပ်တည်ပြီးတဲ့အခါမှာတဲ့တဏှာရာဂကိုအားနည်းသွားအောင်သို့မဟုတ်တဏှာရာဂတွေဖယ်ရှားပစ်ဖို့အတွက်အတုပအားထုတ်ပါမတည့်တဲ့လူတွေကိုဆင်ခြင်ပေးပါဆင်ခြင်တာဓမ္မ practice ပဲသွားပြီးတော့တင်မြင်ကြီးခွေပြီးတော့လက်ကြီးချက်ထိုင်းနေမှာမဟုတ်ဘူးနော်ဘယ်လိုထိုင်းမတင့်မတဲ့ရွံ့စဝဲအခြေအနေတွေကေတာလုံးမနခါတန္တာတသောဆာမင်းမွေးခြင်းခြေတဲ့လည်းတဲ့သွားအရေးတစ်ခုစီခန္ဓာကိုယ်32ခုဓာတ်ကြည့်တစ်ခုမှတိုင်းထားရမရှိဘူးကိုယ်စပင်မဲ့စပင်ပေါ်နေတဲ့အခါကျတော့ဟုတ်တုတ်ရှိတယ်နော်လှအောင်ပြင်ကြတယ်ဆေးဆိုးကြတယ်အဲ့ဒီစပင်ညီလေးတစ်စီထမင်းနဲ့သွားကြလို့ရှိရင်ညောညတယ်လူများလည်းအံ့ဩစရာတော့ကောင်းဒီစပင်မှာပဲခေါင်းပေါ်နေရင်တော့လည်းအကောင်းသားနေရာရွေ့သွားတာနဲ့တပြိုင်တည်းမလို့ချင်ကြတော့ကိုယ့်ရဲ့ပါဇက်ထဲမှာတတွေးတွေရှိတယ်အပြင်မထွက်သေးသမျှအကောင်းပဲမျိုးချနေကြတာအပြင်ထွက်တာနဲ့တပြိုင်တည်းဘာဖြစ်မလီကျွန်းတာအဲ့ဒါလိုပဲအားလုံးကအပြင်မထွက်သေးရင်အကောင်းပဲအပြင်ထွက်လိုက်တာနဲ့တပြိုင်တည်းရောင်းစရာဒါကိုဆင်ခြင်တွေးတောတာကိုအတုပလို့ပြောတာနော်ဒီဗမာမှာအတုပဆိုလို့ရှိရင်တော့ဖြူလွယ်သွားပြီးတော့အောင်းမေ့နေအဲ့တော့အတုပကိုဆင်ခြင်စဉ်းစားခြင်းဖြင့်ခန္ဓာကိုယ်ပေါ်မှာတွေ့တာတတ်မဲ့တတ်တဲ့တဏှာလောဘကိုဖယ်ရှားပြစ်နိုင်ပါတယ်အဲ့ဒါဖယ်ရှားပြစ်နိုင်မှလောဘကလွတ်တော်မှာလွတ်မြောက်တဲ့စိတ်ဆိုရမှာအနုမဆိုရင်တွဲနေအောင်ပါလွတ်မြောက်နိုင်ဘူးနောက်တစ်ခုကပါတော့ဒီနေရာမြတ်စွာဘုရားညွှန်ပြတာကမ္မထမ်းလေးတွေပေးထားတာအတုပဘာဝေတ္တပရာဂတပါဟနာယရာဂတပါဟနာယရာဂကိုဖယ်ရှားပြစ်ဖို့ရအတွက်အတုပဘာဝေတ္တပအတုပကမ္မထမ်းကိုပွားပါတဲ့အတုပမတည့်မတည့်ရွံ့စပွဲဆိုတဲ့အနေထားတွေမြင်အောင်စိတ်ထဲမှာဖြစ်ပေါ်လာအောင်တိုးပွားလာအောင်ကြိုးစားချက်နဲ့ကြိုးကိုအတုပဒီလိုပြောတာဘာဝေတ္တပဆိုမဖြစ်သေးရင်စိတ်ထဲဖြစ်လာအောင်လုပ်တာဒါဘာဝနာလို့ခေါ်ဖြစ်လာပြီးတဲ့နောက်တိုးလာအောင်အရှင်ရလာအောင်ကြိုးစားတာဒါဘာဝနာဆိုတာဖြစ်စီတိုးပွားစီဒီတစ်ခုကိုပြောကဲအတုပပွားသည့်အတွက်ကြောင့်ရာဂဆိုတာကိုဖယ်ရှားလိုက်တဲ့အတွက်ကြောင့်ရာဂကတော့လွတ်မြောက်ပါပြီတဲ့စိတ်ထဲမှာအလိုမကျတာမျိုးတွေပေါ်လာတယ်ဗျာပါဒကတစားထောင်လာလိုက်ဘာလို့မေတ္တာဘာဝေတ္တပါဗျာပါဒတပါဟနာယဗျာပါဒတပါဟနာယဒေါသကိုဖယ်ရှားပြစ်ဖို့ရအတွက်မေတ္တာဘာဝေတ္တပါမေတ္တာပွားလိုက်ပါကမ္မထံပေးတယ်အတုပကမ္မထံအထုတ်တဲ့လောဘကလွတ်ဖို့အတွက်ဒေါသကလွတ်ဖို့အတွက်မေတ္တာကမ္မထံအထုတ်လိုက်တဲ့မေတ္တာစိတ်တွေဉာဏ်မွေးကမ္မထံအထုတ်တယ်ဆိုတာကိုယ်စိတ်ထဲမှာမေတ္တာလေးကျဉ်ကြီးဖြစ်အောင်လုပ်တာကိုပြောဒါနဲ့နေရပ်သွားရင်လည်းရပ်သွားမှာမရပ်ဘူးဆိုလို့ရှိရင်ဘာတွေလာရအောင်မလို့ဆိုအာဂပနတတိဘာဝေတ္တပဝိတကုပစ္စေရာယအတွေးတွေကလူတွေမှာအတွေးတွေမထိန်နိုင်ကြဘူးတယောက်တည်းနေလဲတွေးနေတာပဲလေလူဆိုတာတွေးနေတာအများတန်းတွေးနေကြတယ်အဲ့ဒီအတွေးထဲမှာမကောင်းတဲ့အတွေးက3မျိုးကောင်းတဲ့အတွေးက3မျိုးမကောင်းတဲ့အတွေးကိုမိစ္ဆာဝိတ္တလို့ခေါ်တယ်ကောင်းတဲ့အတွေးကိုတမ္မာဝိတ္တသို့မဟုတ်တမ္မာသင်္ကပ္ပမကောင်းတဲ့အတွေးဆိုတာဘာကြောင့်မကောင်းတာတော့လို့ဆိုလို့ရှိရင်အသိဉာဏ်ရဖို့အတွက်အဟံတာအနှောက်အယှက်ဖြစ်လို့မကောင်းဘူးလို့ပြောတယ်ကာမဝိတ္တကာမဂုဏ်အာယုန်နဲ့ပတ်သက်တဲ့အတွေးတွေကတဏှာရာဂဥဒိပြီးတွေးတာကိုမကောင်းဘူးတဲ့မှားတဲ့အတွေးဗျာပါဒဝိတ္တဒေါသနဲ့တွေးတဲ့အတွေးမကောင်းဘူးမှားရတဲ့အတွေးဝိဟိန္ဒဝိတ္တညှင်းဆဲဖို့တပ်ဖြတ်ဖို့တွေးတဲ့အတွေးရမကောင်းတဲ့အတွေးဟောအဲ့ဒီမကောင်းတဲ့အတွေးတွေကိုယ်တဏ္ဍာကဖယ်ရှားပြစ်ချင်လို့ရှိရင်မလုပ်ရမလို့ခုနတုန်းကရှင်မေကြီးကတရားထိုင်လိုက်တဲ့အခါမှာနင်းစိတ်ပေါက်ပြီးတော့တွေးလိုက်တဲ့အတွေးတွေဒီအတွေးတွေတွေးအဲ့ဒီအတွေးတွေပြောင်းအောင်မလုပ်ရမလို့ဆိုတော့အာနာပါနတတိဘာဝေတ္တပါတဲ့ထွက်လေဝင်လေရှုပါလို့ပြောတယ်ထွက်လေဝင်လေပေါ်မှာလေးတတိစိုက်ထားပါအာနာပါနတတိကမ္မထာကိုအားထုတ်ပါဒီလေးကိုမှန်မှန်ရှုပြီးတော့အာနာအပါနာထွက်လာတဲ့လေလေး
ဝင်သွားတဲ့လေလေး14နာရီလူကနှာခေါင်းကအသက်ရှူနေတာဆိုတော့အဲ့ဒီလေးပေါ်မှာထွက်လေဝင်လေလေးပေါ်မှာအာရုံစိုက်ထားလို့ရှိရင်ဂျန်တဲ့အတွေးတွေရပ်ဆိုင်းပြစ်လို့ရတယ်ပြောတာနော်အဲ့ဒီအတွေးတွေရပ်ဆိုင်းပြစ်လိုက်လို့ရှိရင်လောဘနဲ့ပတ်သက်တဲ့အတွေးလည်းမတွေးတော့ဘူးဒေါသနဲ့ပတ်သက်တဲ့အတွေးလည်းမတွေးတော့ဘူးမှားရင်တဲ့အတွေးတွေကလုံးဝကင်းရှင်းသွားတယ်ဒါတော့ပြီးပြီလားလဲဆိုတော့မပြီးသေးဘူးအတွေးတွေရပ်ဆိုင်းသွားပြီးတဲ့အခါအချင်းအမြင်တွေကရှိနေတတ်သေးတယ်ဘာတော့ဆိုလို့ရှိရင်အဲ့ဒီအတွေးတွေကိုရပ်ဆိုင်းပြနိုင်တဲ့အာနာပါနသတိဒီတတိတို့ပညာတို့ဝိရိယတို့ကိုပဲကိုယ်စိတ်ထဲမှာထာဝရရှိနေတယ်လို့ထင်လာတဲ့အထင်အမြင်မျိုးပေါ်လာတတ်သေးတယ်ဒါကြောင့်အနိစ္စတင်ညာဘာဝိတ္တပါအတ္တမိမာနသမုဋ္ဌာတယအတ္တမိမာနသမုဋ္ဌာတယငါဆိုတဲ့မာမနာငါလုံးငါဖြစ်တယ်ဆိုတဲ့မာမနာကိုဖယ်ရှားပြဖို့ရအတွက်အနိစ္စတင်ညာကိုဘာဝိတ္တပါပွားလိုက်ပါဒါမေဂိယကိုမြတ်စွာဘုရားမေဂိယယဟန်ကိုနီးပေးနေတာကမ္မထံပေးကမ္မထံပေးနေတယ်ဆိုတာလူတိုင်းအတွက်လည်းသိနေရတဲ့ကမ္မထံတွေရှင်းနေတာငါဆိုတဲ့အတွေးတွေပြောင်းဖို့ရတဲ့လူဆိုတာကိုမာနဆိုတာရှိနေတယ်မရှိဘူးထင်နေပြီမဲ့ရှိနေတတ်တယ်မာနကိုမာနလေးကိုလာထိလိုက်လို့ရှိရင်တောင်းစားတော့မာနပေါ်သေးတာနော်လူမပြောတာမန်လူတွေမပြောနဲ့တောင်းစားတော့မာနရှိတယ်တောင်းစားခေါ်ပြီးအလုပ်လုပ်ခိုင်းကြည့်ရလားလက်ဆက်ပေးမယ်ဘလို့ဘူးသူတောင်းစားတဲ့တောင်းစားလုပ်စားတာမဟုတ်ဘူးတဲ့ဘယ်ကနေတောင်းတော့ရတယ်သူတပြည့်စီးလက်ခိုင်းလို့တော့လည်းပဲမထင်နဲ့နော်တောင်းစားမာနဆိုတာသူရှိအဲ့ဒီမာနကိုဖယ်ချပြဖို့ရတဲ့ဘာလို့ရမှာလို့ဒီဘယ်အရာမှမမြဲဘူးထာဝရပြောင်းလဲနေတယ်ဆိုတဲ့အတွေးကိုတွေးဖို့အထင်အမြင်တွေကိုကိုယ်တဏ္ဍာမှာရအောင်လုပ်ဖို့အနိစ္စပညာကိုပွားပါအဲ့ဒီအတ္တမိမာနဆိုတဲ့ဒီမာနတရားကိုဖယ်ရှားလိုက်နိုင်ပြီအနိစ္စပညာကိုပွားလိုက်ပြီဆိုရင်ဘာပေါ်လာနိုင်လို့ဆိုရင်အနတ္တပညာကိုလိုတိုင်းမဖြစ်ဘူးဆိုတာသိလာလိမ့်မမြဲဘူးဆိုတာသိလို့ရှိရင်ကိုယ်အလိုကြဘာမှမဖြစ်ဘူးဆိုတာသိလာလိမ့်လူတွေကကိုလို့ရင်ဖြစ်တယ်လို့ထင်နေတာအားလုံးအဲ့ဒါမာနကထင်နေတာဟုတ်ကဲ့မမြဲဘူးထာဝရပြောင်းလဲနေတယ်ဆိုတဲ့အနိစ္စကိုသဘောပေါက်လိုက်တာနဲ့တပြိုင်နက်အနတ္တငါလို့လို့မရဘူးသူ့တဘာဝတိုင်းသူဖြစ်နေတာငါရဲ့စိတ်ဆန္ဒတိုင်းဘာတစ်ခုမှဖြစ်လာမှာမဟုတ်ဘူးဆိုတဲ့အနတ္တအတွေ့တွေးပဲဘူးလားတွေးပါတယ်တွေးတယ်အဝတ္တဝတ္တတာကိုယ်လိုကြဖြစ်မလာဘူးဘာလို့လဲဆိုပြက်နေတဲ့အရာတစ်ခုอ่ะထာဝရပြောင်းလဲနေတဲ့အရာတစ်ခုဒီကိုကမပြောင်းလဲခြင်းဘူးမပြောင်းလဲခြင်းနဲ့စိတ်ရှိနေတာထာဝရပြောင်းလဲနေတဲ့အရာတစ်ခုဒီကိုယ်လိုကြဘယ်လိုလုပ်ဖြစ်ပါဖြစ်နိုင်အဲ့ဒါကြောင့်မလို့အနိစ္စပညာကိုပွားလို့ရှိရင်အနတ္တပညာဝင်လာပါလိမ့်မယ်တဲ့မြတ်စွာဘုရားအဲ့ဒီအနတ္တပညာဝင်လာပြီဆိုလို့ရှိရင်အတ္တမိမာနဆိုတာလုံးဝပြောက်သွားလိမ့်မယ်ငါဆိုတဲ့မာနတရားဖယ်ရှားလိုက်နိုင်လိမ့်မယ်တဲ့အနတ္တဝင်လာလို့ရှိရင်အနတ္တပညာဝင်လာလို့ရှိရင်အတ္တမိမာနလို့ခေါ်တဲ့ငါဆိုတဲ့အထင်အမြင်ဟာပြောက်သွားလိမ့်မယ်ငါဆိုတဲ့အထင်အမြင်ပြောက်ရုံနဲ့မကဘူးမျက်မှောက်ဘဝမှာပဲစိတ်ဓာတ်လေးဟာငြိမ်းချမ်းသွားနိုင်မယ်။စိတ်ကလေးကလုံးဝအနှောင်ဖွဲ့တွေတာယောစိတ်ကြိုးတွေကနေလုံးဝလွတ်သွားနိုင်မယ်ဒီလိုခေါ်တာပါမြတ်စွာဘုရား။နော်။ဒိဋ္ဌိဝဓမ္မေပြိနိဗ္ဗာန်စိတ်ကလေးဟာငြိမ်ကျသွားပြီးတော့နှောင်ကြိုးတွေအလုံးပြုတ်ထွက်သွားပြီးတော့လုံးဝလွတ်တဲ့စိတ်ဆိုတာအဲ့ဒီကြမှာတဲ့။နော်။အဲ့ဒီကြမှာဖြစ်မှာရာဂကိုလည်းဖယ်ရှားလိုက်နိုင်ပြီဒေါသကိုလည်းဖယ်ရှားလိုက်နိုင်ပြီအတွေးတွေကိုလည်းဖယ်ရှားပြလိုက်နိုင်ပြီမှားယွင်းတဲ့အထင်အမြင်တွေကိုလည်းဖယ်ရှားပြလိုက်နိုင်ပြီမှားယွင်းတဲ့အထင်အမြင်တွေဖယ်ရှားပြလိုက်သည့်အတွက်ကြောင့်မာနလည်းပဲလုံးဝအကျဉ်းချမရှိတော့ဘူးဆိုလို့ရှိရင်စိတ်ကလေးဟာလုံးဝနှောင်ကြိုးတွေကနေလွတ်မြောက်ပြီးတော့လုံးဝလွတ်မြောက်တဲ့စိတ်အစဉ်ရောက်သွားပါပြီအဲ့ဒီကြတော့မှလွတ်မြောက်တယ်ဆိုတာခေါ်လို့ရတာတဲ့ကဲဘုန်းကြီးတို့တွေကတယောက်တည်းနေတာပါလွတ်လွတ်လပ်လပ်နေတာပါဆိုတာနဲ့လွတ်တာဟုတ်ကဲ့လားဟုတ်ပါဘူးတဲ့ခုနစိတ်ဟာအနှောင်ဖွဲ့ကြီးတဲ့မှာရောက်
စိတ်ဟာနှောင်ကြိုးတွေနဲ့တဲခံနေရတဲ့အတွက်ကြောင့်ကိုယ်စိတ်လေးကကိုယ်လက်တွေထဲနေပြီမဲ့လို့လွတ်မြောက်မှုမရှိဘူးတဲ့အဲ့ဒါကြောင့်မြတ်စွာဘုရားသခင်ကိုရောမြတ်ကမေဂိယကိုဟောဒီတရား၅မျိုးပေါ်မှာအခြေစိုက်ပြီးတော့အခုပြောတဲ့အတုပကိုပွားပါမေတ္တာကိုပွားပါဒါကပယ်ဖို့အတုပကိုပွားပါဇာပါရဆိုတဲ့ဒေါသပယ်ဖို့မေတ္တာကိုပွားပါအတွေးတွေဖြတ်ဖို့ရာအတွက်အာနာပါနသတိကိုပွားပါမာနကိုဖယ်ရှားဖို့အတွက်အနိစ္စတင်ညာကိုပွားပါအနိစ္စတင်ညာပွားလိုက်ရင်အနတ္တတင်ညာဆိုတာဝင်လာပါလိမ့်မယ်အနတ္တတင်ညာဝင်လာလို့ရှိရင်ငါဆိုတဲ့မာမနာကျသွားပါလိမ့်မယ်ငါဆိုတဲ့မာမနာကျသွားတာနဲ့တပြိုင်နက်အကြည့်ကျိုးတွေအလုံးပြုတ်ထွက်သွားမရှိတော့ကျိုးတွေအလုံးပြုတ်ထွက်သွားပြီးတော့စိတ်ကလေးကလုံးဝလွတ်သွားအနောက်ဝက်တွေအလုံးကလွတ်သွားတဲ့စိတ်ကလေးမှာဝိမု ക്ത စိတ်တာစေတောဝိမု ക്തി စိတ်ရဲ့လွတ်မြောက်မှုဆိုတဲ့အဆင့်ကိုရောက်ပါတယ်ဒါဘုရားမြတ်စွာလမ်းညွှန်တော်မူခဲ့တဲ့အဆင့်အမြင့်ဆုံးစိတ်ကြီးလွတ်မြောက်ခြင်းပါနော်လွတ်မြောက်တဲ့စိတ်ဆိုတာအရတ္တဖို့စိတ်ရဲ့နောက်ဆုံးဒီထိအောင်ရောက်အောင်ဘုန်းကြီးတို့တွေကျင့်ကြံကြိုးကိုအထောက်ကြရမှာဖြစ်ပါတယ်သူလွတ်မြောက်မှုဆိုတဲ့စိတ်ကိုရဖို့ရအတွက်နံပါတ်1မိကောင်းဆွေကောင်းဆရာကောင်းဓမ္မကောင်းရှာရမယ်နံပါတ်2မိကောင်းဆွေကောင်းဆရာကောင်းကအကြောင်းပြုပြီးတော့ကိုကျင့်သီလမြဲရမယ်နံပါတ်3တရားဓမ္မနာယူရမယ်ကထာ10မျိုးမကြာခဏနာရမယ်ပြောစရာစကားတွေနားထောင်ဖို့မဟုတ်ဘူးဟုတ်ကဲ့လားဒီကဲသံဝေကရစရာတို့အပိစ္ဆကထာတို့တန်တုတ်တိကထာတို့ဒီလိုလေးနဲ့တဲ့တရားစကားတွေနာဖို့လိုတယ်နောက်ပြီးတဲ့အခါကျတော့လုံလဝိရိယရှိရမယ်နောက်ပြီးတဲ့အခါပညာရှိရမယ်အဲ့ဒီအခြေအနေကောင်းတွေ၅မျိုးပေါ်ရှိလာပြီဆိုတဲ့အခါကျတော့စိတ်ကလေးလွတ်အောင်မလုပ်ရလောဘကလွတ်ဖို့အတွက်အတုပကိုပွားပါတဲ့ဒေါသကလွတ်ဖို့အတွက်မေတ္တာကိုပွားပါအတွေးတွေကနေလွတ်မြောက်ဖို့အတွက်အာနာပါနသတိကိုပွားပါငါဆိုတဲ့မာမနာဖယ်ရှားပြဖို့အနိစ္စတင်ညာကိုပွားပါအနိစ္စတင်ညာပွားလိုက်ရင်အနတ္တဝင်လာမှာဖြစ်တယ်အနတ္တတင်ညာဝင်လာလို့ရှိရင်ငါဆိုတဲ့မာနကင်းသွားလိမ့်မယ်အဲ့ဒီအချိန်မှာလုံးဝလွတ်မြောက်တဲ့စိတ်ရဲ့အခြေအနေတစ်ခုကိုရရှိပိုင်ဆိုင်ရမှာဖြစ်တယ်ဒါကြောင့်မို့တရားကျင့်တဲ့သူတော်စင်ပြိဋ္ဌာန်တွေဘုရားမြတ်စွာရဲ့နောက်ဆုံးပန်းနိုင်ဖြစ်တဲ့လွတ်မြောက်တဲ့စိတ်ကိုရရှိအောင်ကျင့်ကြံကြိုးကိုအားထုတ်တော်မူနိုင်ကြပါစေကုန်သတည်း